ရှင်မတို့ဒီနေ့လေပစ္စည်းတွေအများရောက်တယ်နော်မတို့ပစ္စည်းတွေကလေတစ်ခါမှတစ်ခါကလေဒီမှာရောက်တာကမတူဘူးမတို့ဒီမှာဒီတစ်ခါဆိုဒီမှာဒီရဲ့နီလာလုံးတော့တစ်ဆက်စားတွေရောက်တယ်ဒီခါဆိုဒီမှာဟန်ချင်းနေနေမတို့ကြီးနော်ဒီမှာဒီလိုဟန်ချင်းနေနဲ့ရဲလက်စွပ်တွေနဲ့နော်မတို့တစ်ခါနဲ့တစ်ခါကပစ္စည်းကုန်တာလည်းမြန်းနေဒီမှာဒါဆိုရင်ကြောက်စိမ့်ဆိုတာလေပေးတော်တော်လားဒီမှာဒီလိုလေးတူတောင်လေးပါတာကြိုက်တဲ့သူတွေပြနော်ဒီမှာအရန်လာမတို့ဒီမှာဟန်ချင်းနကလက်စွပ်တစ်ဆက်စားတွေရောက်တယ်မတို့ဒီမှာနီလာတွေဒါဆိုစပင်းနေတွေစပင်းနေတွေမတို့အိမ်လာကြည့်နေတဲ့သူတွေလည်းမတို့အိမ်လာကြည့်လို့ရတယ်နော်ဒီမှာနီလာဆက်တွေလည်းအများကြီးပဲပစ္စည်းတွေရောက်နေမှာဒါဆိုကြောက်စိမ့်တော်လားဟာဒီကြောက်စိမ့်ကြီးဆိုလေတစ်ထည့်ကြီးနဲ့ဇင်းရကာလာလေးဒါလေးတွေကပြီးကြရင်တပုတ်ချင်းဟွာပြပြီးမယ်နော်ဒီမှာလောဝမလာတော့စပင်းနေဆိုအကိတ်တိုက်တဲ့သူတွေကိုမတို့ဒီမှာကဲဒီအခုပဲပစ္စည်းတွေဒါလေးတွေနော်ဒါတစ်ဆက်စာလေးပွဲတဲ့တစ်ဆက်စာလေးအစုံပါရောတို့ဒီမှာနီလာဒါဆိုပဲရဲ့တိုးတာစီးလိုက်ဒါလေးဆိုလဲနီလာပဲတို့တွေကိုမတို့နော်ဒီနေ့မှဒါဘာမှတော့မလုပ်ရတယ်မဖြေရတယ်နော်ဒါလေးတွေမတို့ဒီမှာကြည့်လှလိုက်တာဆိုတော့ဒီမှာတစ်ဆက်စာလေးရပြီနော်စပင်းနဲ့ဒီမှာနီလာတစ်ဆက်စာတွေဒီမှာသူရောက်စပင်းနဲ့ရန်နေကြိုက်တဲ့ကိုမထပ်ရောက်ပြီနော်ဒီမှာသူရောက်စပင်းနဲ့ရန်နေဒီမှာဆိုနီလာနည်းနည်းပဲပါနော်ပစ္စည်းနည်းနည်းပဲပါတယ်ပစ္စည်းလေးကမောက်နည်းနည်းပဲတစ်ခါလက်တော့မှရမယ်ကြားတယ်လက်တော့မှရမယ်ကိုမတို့နော်ကဲဒီမှာလိုချင်တာလေးတွေရချင်တာပန်းလက်ကောက်ကြီးဆိုနှာသလားမမီးနဲ့ဒီမှာကိုမတို့ကလေပြောပြမယ်သီလားဆိုင်ရန်လေးတောင်းလွှဲပါဆိုကြုံမလဲချင်ကြမယုံကြည်ကြဒီမှာတစ်ခေါက်လေးဒီလိုပါဆယ်ပုံးတွေထည့်ပြီးပို့လေပစ္စည်းတွေထည့်ဖို့ဘူးတွေဝယ်ရတစ်ခေါက်ဆို4-5သိန်းဘူးဝယ်ရတယ်လို့လေတို့လေးဘူးလိုက်ကလိုက်ဝယ်ရတာမဟုတ်တော့ဒါပစ္စည်းထည့်ဖို့ပဲရှိတယ်ကျန်တာမပါလေဟိုမှာကြုံဝယ်ထားရတာတွေပါဆယ်အိတ်တွေအလိုတွေဝယ်ထားရတာမှာပစ္စည်းပေါင်းများစွာလက်တလုံးနည်းနည်းထုတ်ထားပဲရှိသေးတယ်နော်ဒါမှကြည့်အောင်ဒါလေးကိုမတော့တောင်းလေးကိုဆရန်ကျူမလဲထင်ကြဘူးမလွဲခိုင်းတော့ဘူးအဲကြောင့်မလွဲခိုင်းတော့ဘူးခုကနော်တောင်းလဲဆရန်ကျူလဲစရာမလိုတော့ဘူးနော်ဆရန်လည်းမလိုတော့ဘူးကဲလူချင်းရရှိနေဆိုလက်သက်မရမယ်ပစ္စည်းရတာပဲရောက်တယ်နော်မမတို့ရေးပစ္စည်းနည်းနည်းပဲရောက်တယ်အများကြီးမှာထားတာအဆက်လေးတွေကြာပေးလောက်အဆက်လေးတွေရောဒီမှာဒီလိုအဆက်လေးတွေဒါလေးတွေဒီအဆက်လေးတွေဒါဆိုရင်ခရမ်းဆဲလေးဒါလေးတင်ပေးပါဦးမှားထားလို့မို့ဒါဒီကခုမှအဆက်ပြန်ရောက်တာအစ်ရောက်တာလေးဒီမှာပြီးပြရဆက်ရောက်များမြောက်ဘူးပါဘူးရှင်လို့ဒီမှာခါနဲ့တလင်းစိမ့်ဆက်လေးတွေပါလေအော်ဒီမှာကဲ8000 9000နဲ့အဆက်လေးတွေအများကြီးပဲဒီမှာဒါလေးတွေအတစ်ဆက်လေးနော်ဒီမှာဒီလိုဘူးလေးနဲ့ထည့်ပေးမှာဒီလိုဘူးလေးနဲ့ထည့်ပေးမှာနော်ဒီလိုဘူးလေးနဲ့ထည့်ပေးမှာနော်ကိုမတို့ဒီမှာသူရောင်ကြောက်သားပေးလေးပါဒါလေးဆိုတော်တော်လှတာလေးဒီမှာဒီလိုလေးတလင်းစိမ့်လေးတွေချက်စီတိုနီလေးတွေသူရောင်လေးတွေဒါအဆက်ချင်းစီမှထည့်ပေးမယ်နော်ကိုမတို့ရေးကဲကျေးဇူးတင်ပါတယ်တာအေးတာတောင်